season 1တုန်းကဆွဆွ30ရလိုက်တယ်ဆွဆွ30ကိုကျွန်တော်ဈေးက1ဆွဆွကို $1.5 နဲ့ရောင်းလိုက်တယ်အဲကြောင့်$45ရခဲ့တယ်ပေါ့နော်မင်္ဂလာပါပေါ့နော်ဒီနေ့မှာတော့ကျွန်တော်ဒီမှာဆွဆွပဲလို့ဆိုတဲ့ဟာကိုပေါ့နော် airdrop ကို airdrop ကို refer ဘယ်လိုချမလဲဆိုတော့လုပ်ပြပေးမယ်ဒီမှာသူကကျွန်တော်ဆိုရင်မကြည့် season 1တုန်းကပေါ့နော် season 1တုန်းကဆွဆွ30ရလိုက်တယ်ဆွဆွ30ကိုကျွန်တော်ဈေးက1ဆွဆွကို $1.5နဲ့ရောင်းလိုက်တယ်အဲကြောင့်$45ရခဲ့တယ်ပေါ့နော်တစ်ပတ်နှစ်ပတ်ပဲလောက်တာပါပုံမှန်မလောက်ခုက season 2မှာဒီရှာလေးကျုံးဖို့လိုတယ်သူမှာ level က2ဆင့်ရှိတယ် V2 V3 အဲ့လိုမျိုးလာတယ်ဗျာကျွန်တော်က total EXP ကတော့အမှ19တိုင်းလောက်ရှိပြီကျွန်တော်ကိုယ့်ကိုရှာထားဒီမှာ refer လည်း24ရောက်ရှိတယ်เนาะအဲ24ရောက်လုံးကျွန်တော် fight နေရှိပါအကုန်ထုထားတာဒါဒီမာတီလောက်ထားတာမာတီအကောင့်မှာဒီမှာ V1 တို့ V2 တို့ရှိတယ် V2 လုံးမယ်ဆိုရင်ကျွန်တော် refer တယောက်ခေါ်ပြီးဆိုရင် EXP 2000ခွဲရမယ်ကျွန်တော်တို့ကကိုခေါ်တဲ့ refer က B2 ကို B1 ကို reach ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့9000ထပ်ရမှာပေါ့နော် EXP okay လုံးမယ်ဆိုရင် browser နောက်တစ်ခုလိုတယ်เนาะပြီးမှ copy link ကိုယူလိုက်ပါ copy link ကိုယူမယ်ယူပြီးတော့ကျွန်တော်ကဒီမှာကလုံးလောက်ထားတဲ့ browser ရှိတယ်အဲ့ဒါထက်ကိုတွားမယ်တွားပြီးတော့ဒီမှာသူ့ရဲ့ link ကိုချပေးမယ်ချပေးတဲ့အချိန်ကျရင်ကိုယ့်ရဲ့ refer link မှန်မှန်ချက်ကြည့်မယ်เนาะမှန်ပြီဆိုရင်ဒီမှာ under ခေါ်လိုက် okay under ခေါ်လိုက်ရင်ဒီမှာlog in နဲ့ sign up ဆိုပြီးတော့ပေါ်တယ်ဒီမှာ log in ဒါ sign up ကြတော့ account ဖွင့်တာ log in ကြတော့ရှိပြီဒါဝင်ပါเนาะခဏဆော့ပြီးရင် human verification လုပ်ပေးရတယ်တော့ပေါ့တွေပါထင်နေမှာဆိုလို့ခုပေါ့နော်human verification လုပ်ပေးတယ်ပြီးတွားရင်ကျွန်တော်တို့ကမလုပ်ခင်ဒီမှာ meter mask ဆယ်ချက်ဝင် meter mask wallet တုံးပါခဏလေးဆော့ပေးပါဝင်လေနေပါတယ် meter mask wallet ထဲမှာကျွန်တော် wallet တွေအများကြီးပွားမယ်ပေါ့နော်ဒီမှာကျွန်တော်တို့မှာပွားတာနေတာမဟုတ်21ခုရှိပြီ21ခုဆိုတော့နောက်တစ်ခုထပ်ပွားမယ် add new Ethereum အကောင့်ပေါ့နော်ပြီးရင်အမှနှိုက်မယ်နှိုက်ပြီးတော့ကျွန်တော် wallet number ရေးပြီးလိုက်22ဆို22ကိုကြိတ်တယ်လို့မှတ်ထားလို့ရပါနော်အဲဆို app ဖြစ်သွားပြီနော် app ဖြစ်သွားပြီဒီမှာ22ပေါ်ဒီမှာဒီကျွန်တော်ထုခါလဲရမှာ wallet တွေအများကြီးကိုရှာတာပေါ့နော် okay ဒါပြီးသွားပြီဆိုကျွန်တော်ဒီမှာ wallet ရှိတယ် wallet နဲ့ဝင်မယ် Google တွေ Apple တွေ Telegram တွေ Twitter တွေမလို့ရှိနေကောင်းပါတယ်โอเคခန်းနှိုက်ဒီတစ်ချက်နှိုက်ပေးလိုက်မယ်မီတာမတ်နှိုက်ပေးလိုက်ရင်မီတာမတ်ထဲအတူရောက်သွားပါတော့ရောက်တော့ခဏစောင့်မယ်ခဏစောင့်ပြီးဒီမှာအတင်ဆိုတာရှိရအကောက်တွေအများကြီးလောက်ထားရင်ဒီရှာရွေးပါအကောက်မှာတော့မယ်ဒီမှာကျွန်တော်22ကောင်းမြောက်ရောက်နေပြီ22ကောင်းမြောက်အမှန်ချစ်လေးဖြစ်နေမှန်တယ်ပြီး update ဆိုတာဆက်နှိုက်မယ်ပြီးရင် connect နှိုက်connect နှိုက်ပြီးခဏစောင့်ပေးလိုက်သူက wallet ထဲမှာဟောပါဘောနော်ဆိုင်ရင်ပြန်လာဒါမှမရရင်နောက်တစ်ခေါက်ထပ်လိုက်လိမ့်ကျလာတော့ပါတော့ဖြစ်တယ် wallet ထဲတစ်ချက်ပြန်ဝင်အကြိုင်ဒါဆိုရင်တန်ဝင်သွားပြီနော်โอเคအကောင့်ဆန်โอเคconnect ဒါဆို same message ပေါ့နော်ဒါလို့နောက်တစ်ချက်ထပ်ပေါ်လာလိုက်မယ်ထပ်ပေါ်လာပြီးတော့အဲ့မှာ confirm ပေးလိုက် confirm ပေးလိုက် cancel okay confirm ထပ်ပေးလိုက်ပေးလိုက်ပြီဆိုဒီမှာအကောက်ဖွင့်တာ on လိုက် wallet နဲ့အကောက်တွေဒါအများလိုက်အဲ့လိုဟန်တာဖြစ်တာတွေဖြစ်တတ်တယ်ပေါ့နော်အဲကြရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုဒီပေနာ history ရောတွားပြီးတော့ history ရော clear လုပ်ပေးပါ clear ကျွန်တော်လုပ်လက်စားမလို့မလုပ်သေးဘူးเนาะပြီးရင် EXP ထဲဝင်မယ် EXP ရတော့ EXP ဟန်နေတယ်ဟဲ့ဖုန်းလည်းမနိုင်တော့လောက်တာတွေအများနေโอเค
Okay EXP ထဲရောက်သွားပြီ EXP ထဲရောက်ပြီဆိုတော့ကျွန်တော်အကောက်ဖွင့်ပြီးတာနဲ့မရဘူးเนาะပြီးရင်ဒီမှာကျွန်တော်တို့ YouTube ကိုခဏသွားကြည့်ပေးလိုက်ခဏပဲ10စက္ကန့်20စက္ကန့်ပြီးရင်ပြန်ထွက်ဘယ်နဲ့ပြန်ထွက် Okay ဘယ်နဲ့ပြန်ထွက်ရင်ပြီးရင်ဒီမှာ verify နှိပ်ပေးလိုက် verify ကြတဲ့ပေါ်မှာ new user reward asset invasion တောင်းအဲ့လို point တောင်းရရမယ်နော်ပြီး code ရပြီပြီးရင်ဒီမှာ subscribe channel ရှိတယ်အော်တစ်ချက်သွားနေပြီးရင်ပြန်ထွက်လိုက်မယ်ပြန်ထွက်လိုက်ပြီးရင် all switch shot ပြီး verify လုပ်ပေးလိုက်အဲ့ဆိုဒီမှာ asset တောင်းထပ်ရအောင်နော်ပြီး code ပေါ့နော်အဲ့ဆို on ပြီဒါဆို refer တစ်ခုရမရဆိုကြောင်ပြဒီမှာကြည့်ဒါမှ24နော်ဒီ24ကတော့ပြောင်းချင်းမှာပြောင်းမယ်သူကနည်းနည်းဟန်ဒါပေမဲ့ဒီ amount မှတ်ထားကြည့်နော်10သိန်းနဲ့7400ဟောင်းရှိတယ်ဟာကိုကျွန်တော်ဒီမှာ refer လုပ်လိုက်မယ် refer လုပ်တဲ့အချိန်ကျပြောင်းတော့2000ခွဲပို့များတော့နော်โอเคဒီမှာတဲ့10သိန်း17သိန်းဖြစ်သွားပြီကွာအဲ့ဒါ refer တယောက်ပို့ရဒါတော့တဖြည်းဖြည်းကြာရင်သူပေါ်လာလိုက်မယ် refer plan ရောက်ကိုမှရှိတယ်ဆိုတာပေါ့နော်လို့ဆိုအဲ့ဒါတက်နေတယ်ပြီးသွားရင်ဒီမှာ log ဒါ daily လေးတွေ mission ဖြည့်ပြီးရင်ပွင့်ရတယ် refer ထူတာပိုကောင်းအဲ့လိုနီးလန်းနဲ့ကျွန်တော် refer ချရတာပါအားလုံးပဲအဆင်ပြေကြပါစေစီစဉ်တိုးတဲ့ပြီးခါနေနေတယ်အခုမိသေးတယ်အချိန်ချီတုံးလေးလှုပ်ထားကြပါ